မင်္ဂလာပါ movie recap ချစ်သူများဒီနေ့မှာတော့စိတ်ဝင်စားစရာကောင်းတဲ့ action movie တကားကိုပြောပြပေးမယ်အေးအေးဆေးဆေးထိုင်ပြီး popcorn ယူထားလိုက်ပါဒီဇာတ်ကားဟာ Shadow လို့ခေါ်တဲ့လူတစ်ယောက်နဲ့စတင်ပါတယ်သူ့ရဲ့နာမည်မှန်က Function ဖြစ်ပြီး1980ခုနှစ်တွေမှာလျှို့ဝှက်အေဂျင့်အဖွဲ့တစ်ခုတည်းကိုဝင်ခဲ့တဲ့နိုင်ငံခြား mercenary တစ်ယောက်ပါ Shadow ဟာရန်သူအဖွဲ့ခေါင်းဆောင်တွေကိုအကြိမ်ကြိမ်တပ်ဖြတ်ခဲ့ပြီးတခါမှမဖမ်းမိပဲလွတ်မြောက်နိုင်ခဲ့သူဖြစ်ပါတယ်။နောက်ပိုင်းမှာ mercenary ဘဝကိုစွန့်ပြီးပတ်စံရှာဖို့ Mecca ကိုပြောင်းရွှေ့သွားပြီးအပြစ်ကျူးလွန်ရေးလောကထဲမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ပါတယ်။1996ခုနှစ်မှာတော့သူဟာလူတွေရှိကနေလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။တနေ့ Shadow ဟာရဲတွေကလိုက်လံဖမ်းဆီးနေတဲ့အချိန်မှာပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီအချိန်မှာ David ဆိုတဲ့မိဘမဲ့ကလေးတစ်ယောက်ကသူ့ကိုကယ်တင်ခဲ့ပါတယ်။ဒီအကြောင်းကြောင့် Shadow ဟာကျေးဇူးပြန်ဆက်ဖို့မိဘမဲ့ကျောင်းကိုငွေထောက်ပံ့ပေးပြီး David နဲ့ Simon အပါအဝင်ကလေးတွေကိုမွေးစားဖခင်အဖြစ်လက်ခံခဲ့ပါတယ်။သူ့ရဲ့တင်းကျပ်တဲ့လေ့ကျင့်မှုအောက်မှာကလေးတွေဟာတဖြည်းဖြည်းဟက်ကာနဲ့အဖွဲ့လိုက်ရာဇဝတ်မှုလုပ်နိုင်တဲ့ crime group တစ်ခုဖြစ်လာခဲ့ပါတယ်။ David နဲ့ Simon ကတော့ Shadow ရဲ့အဓိကလက်ထောက်တွေဖြစ်လာကြပါတယ်။သူတို့အဖွဲ့ရဲ့အခြေစိုက်နေရာကတော့အဟောင်းမိဘမဲ့ကျောင်းပဲဖြစ်ပါတယ်။အချိန်ကြာလာတဲ့အခါ Shadow ဟာ Wolves Group လို့ခေါ်တဲ့သူ့အဖွဲ့ဟာသူ့ထိန်းချုပ်မှုကနေဖြည်းဖြည်းထွက်သွားနေတယ်ဆိုတာသိလာပါတယ်။ Wolves Group က Kuala Lumpur ဆိုတဲ့ digital currency ကုမ္ပဏီစီ Hong Gordon ရဲ့ Hong Kong dollars 900 million တန်တဲ့ cryptocurrency ကိုခိုးယူဖို့စီစဉ်ထားပါတယ်။ Shadow ကိုယ်တိုင်ဝင်ကူပြီးဝန်ဟုတ်တော်မှာရဲတွေကိုလှည့်ကွက်နဲ့လွတ်မြောက်နိုင်အောင်စီမံခဲ့ပါတယ်။ဒါပေမဲ့ဟေးဒါကိုပြန်ရောက်တဲ့အချိန် Shadow ဟာ Simon ကသူ့မိတ်မရှိဘဲ plane ကိုပြောင်းလိုက်တာသိပြီးအရန်စိတ်ဆိုးကအဖွဲ့သားတွေကိုဒဏ်ပေးခဲ့ပါတယ်။နောက်ပိုင်း David နဲ့တယောက်တည်းတွေ့တဲ့အချိန်မှာ Shadow ဟာ David ကိုသူအရန်ချစ်တယ်ဆိုတာပြောပြီး Simon နဲ့အခြားကလေးတွေကိုစိုးရိမ်နေတယ်ဆိုတာဖွင့်ဟခဲ့ပါတယ်။ဒီအချိန်မှာ Macau ရဲတပ်ဖွဲ့ကအထူးရဲအရာရှိဟောင်း Wong Tak-jun ကိုပြန်ခေါ်လာပါတယ်။ပုံမရှင်းတဲ့ဓာတ်ပုံတစ်ပုံကနေ Wong ဟာ Shadow ရဲ့အမှန်တရားကိုရှာတွေ့ခဲ့ပြီး Wolves Group ကိုဖမ်းဖို့ task force တစ်ခုဖွဲ့စည်းခဲ့ပါတယ်။ Wong နဲ့ Rookie ရဲဟိုကဖခင်နဲ့သမီးလို disguise လုပ်ပြီး Shadow ကိုနီးစပ်လာဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Shadow ကတခုခုမမှန်ဘူးဆိုတာတန်တရားဝင်နေပါတယ်။ Wong မရှိတဲ့အချိန်မှာ Simon ဟာ David ကို Wong ကိုတတ်ခိုင်းလိုက်ပါတယ်။ David နဲ့ Wong တိုက်ပွဲဖြစ်ခဲ့ပေမဲ့ Wong ကအနိုင်ရပြီးလွတ်မြောက်သွားပါတယ်။ David မအောင်မြင်ကြောင်းသိတဲ့ Simon က Marriage Zipper ဆိုတဲ့ mercenary အဖွဲ့ကိုအမေရိကန်ဒေါ်လာ9 သန်းပေးပြီးမဲခရဲဌာနကိုတိုက်ခိုက်ခိုင်းလိုက်ပါတယ်။3 ရက်ကြာပြီးနောက် Shadow ဟာရဲတွေလုံးမဲ့အချိန်မတိုင်ခင်အိမ်ကနေထွက်ပြီးမိဘမဲ့ကျောင်းကိုသွားခဲ့ပါတယ်။လမ်းမှာ Marriage Zipper က Wong နဲ့ဟိုစီးလာတဲ့ကားကိုတိုက်ပြီးရဲဌာနကိုပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်။ Wong နဲ့ Ho က mercenary တွေကိုတိုက်ပြီးအနိုင်ရခဲ့ပေမဲ့အဲ့ဒီအချိန်မှာ Wolves Group ဟာ SWAT အဖြစ် disguise လုပ်ပြီးပေါ်လာက Marriage Zipper ဖွဲ့သားတွေကိုတပ်ပြီး digital currency evidence ကိုခိုးယူသွားပါတယ်။တစ်ဖက်မှာ Shadow ကမိဘမဲ့ကျောင်းကိုရောက်လာပါတယ်။ Simon ငှားထားတဲ့ gang member 30ကသူ့ကိုတပ်ဖို့ကြိုးစားပါတယ်။ Shadow ကဓားတစ်လက်ထဲနဲ့လူ30ကိုတယောက်ပြီးတယောက်တပ်ပြီးကြော်ဖြတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက် David ကပေါ်လာပြီး Shadow နဲ့မျက်နှာချင်းဆိုင်ဖြစ်လာပါတယ်။ Simon ကဒီအရာအားလုံးကိုစီစဉ်ခဲ့တာသိတဲ့ Shadow ဟာအရန်ဒေါသထွက်ပြီး David နဲ့တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာ Shadow ဟာမိမိရဲ့အကြီးဆုံးသားလိုချစ်တဲ့ David ကိုနှလုံးမှာဓားထိုးပြီးတတ်လိုက်ရပါတယ်။ Simon ကထောင်ထားတဲ့ဘုံပေါက်ကွဲမှုထဲကနေ Shadow ဟာအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ရဲတွေက Shadow နဲ့ Simon ပြောထားတဲ့ recorder ကိုအသုံးပြုပြီး Wolves Group ကိုအကြီးအကျယ်လိုက်လံဖမ်းဆီးပါတော့တယ်။ Shadow ကတော့ရဲကားထဲကနေလွတ်မြောက်သွားပါတယ်။ Shadow မရှိတော့တဲ့အချိန် Wolves Group ဟာပြိုကွဲသွားပါတယ်။အဖွဲ့သားအချို့ဖမ်းမိသွားပြီး Simon ကမြေအောက်ရထားဘူတာဘက်ကိုထွက်ပြေးပါတယ်။လိုက်လံဖမ်းဆီးမှုအတွင်း Shadow က Simon ကိုထိုးတက်လိုက်ပါတယ်။တေကန်နီးမှာ Simon က digital currency ကိုကာကွယ်ထားတဲ့လျှို့ဝှက်စကားလုံး12လုံးကိုပြောခဲ့ပါတယ်။12လုံးမြောက်ကိုပြောမဲ့အချိန်မှာ Shadow က device ကိုပိတ်ပြီး Simon ရဲ့အလောင်းကိုထားခဲ့ပြီးအမှောင်ထဲကိုပျောက်ကွယ်သွားခဲ့ပါတယ်။
နောက်ပိုင်းမုံနဲ့ဟောက်က Shadow ဟာ Digital Currency ကိုမနားလည်တဲ့အတွက်အဟောင်းနည်းလမ်းတွေကိုသုံးမယ်ဆိုတာခံမှန်းနိုင်ခဲ့ပါတယ်တကယ်လဲ Shadow ဟာ Coin Owner တယောက်စီက Account Detail ကိုရယူဖို့စ조사ခဲ့ပါတယ်ဒါနဲ့ Shadow ဟာ Beverage Shop တစ်ခုမှာတွေ့ဆုံခဲ့ပြီးအခြေအနေဟာခဏအတွင်းအန္တရာယ်ဖြစ်လာပါတယ် Shadow နဲ့ Wong တိုက်ခိုက်ခဲ့ကြပြီး Shadow ကထွက်ပြေးနိုင်ခဲ့ပါတယ်နောက်ဆုံး Hall နဲ့ Tracking Team က Shadow ကိုလမ်းချင်းတစ်ခုထဲမှာပိတ်ဆို့ဖမ်းမိခဲ့ပါတယ်Shadow ဖမ်းမိသွားတာနဲ့ Digital Currency Case ဟာအဆုံးသတ်သွားပါတယ်ဒါပေမဲ့ဇလန်းကအဲ့ဒီမှာမပြီးသေးပါဘူးနောက်ပိုင်းမှာ Shadow ရဲ့တတိယသားဟာနိုင်ငံခြားမှာနေထိုင်ပြီး Simon ကိုအမြဲလျှို့ဝှက်ကူညီနေခဲ့တာသိလာပါတယ်ဒါဆို Shadow ရဲ့ဇလန်းကတကယ်ပြီးဆုံးသွားပြီလားဒါမှမဟုတ်ပိုကြီးတဲ့စစ်ပွဲတစ်ခုရဲ့စတင်ခြင်းပဲလားပိုမိုစိတ်လှုပ်ရှားဖွယ် Movie Recap တွေအတွက် Subscribe နဲ့ Follow လုပ်ထားဖို့မမေ့ပါနဲ့